ရော့ထန်တယောက်ဖားကြောင့်တာခဲယူကိုရုပ်ပြက်ဆင်းပြက်ရှုံးရတာလဲရော့ထန်နဲ့တာခဲယူတို့ရဲ့မကြေပွဲဟာပရိသတ်တွေအတွက်တကယ်ကိုအံ့အားသင့်စရာကောင်းတဲ့ရလဒ်နဲ့အတူပြီးဆုံးသွားခဲ့ပါတယ်။ဒီပွဲမှာလူသားတန်မဏိလို့တင်စားရတဲ့ရော့ထန်ဟာဂျပန်ဖိုက်တာတာခဲယူကိုအလဲထိုးနဲ့ရှုံးနိမ့်သွားခဲ့ရတာပါ။တာခဲယူဟာတပွဲထဲမှာတင်ရော့ထန်ကို၄ချိန်တိအလဲထိုးခံခဲ့ရပြီးနောက်ဆုံးမှာအပြတ်သက်အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။တာခဲယူဟာသူ့ရဲ့အတွေ့အကြုံနဲ့ကြံ့ခိုင်မှုကိုအသုံးချပြီးထန်ကိုအမုန်းဆွဲမဲ့ပုံစံမျိုးနဲ့ယုံကြည်မှုအပြည့်ထိုးသက်သွားခဲ့တာဖြစ်ပါတယ်။ပွဲအတွင်းမှာရော့ထန်ဟာအလဲထိုးခံရဖို့အခြေအနေအကြိမ်ကြိမ်ရှိခဲ့ပေမဲ့ဒုတိယအချီမှာတာခဲယူလက်ပန်းကျလာချိန်ကိုအခွင့်ကောင်းယူပြီးအသာစီးရဖို့ပြန်ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့နောက်ဆုံးအချီမှာတော့တာခဲယူရဲ့ပြင်းထန်လွန်းတဲ့လက်သီးတွဲလုံးတွေကြောင့်ရော့ထန်တယောက်ကျိုးဝိုင်းထဲမှာခွေကျသွားတဲ့အထိဖြစ်ခဲ့ရပါတယ်။ပွဲအစပထမအချီမှာတာခဲယူကအကွာအဝေးထိန်းပြီးကစားသွားခဲ့ပေမဲ့ဒုတိယအချီမှာတော့မထင်မှတ်ထားတဲ့လက်သီးတွဲလုံးတွေနဲ့ရော့ထန်ကိုအလဲထိုးနိုင်ခဲ့ပါတယ်။ပရိသတ်တချို့ကဒီပွဲကိုလှုပ်ပွဲဖြစ်နိုင်တယ်လို့ဝေဖန်မှုတွေရှိနေပေမဲ့တကယ်တမ်းမှာတော့တာခဲယူကအဆအရာရာအကောင်းဆုံးပြင်ဆင်လာခဲ့တာပါ။ရော့ထန်ရှုံးနိမ့်ခဲ့ရတဲ့အဓိကအချက်တွေထဲမှာပွဲမတိုင်ခင်ကြုံတွေ့ခဲ့ရတဲ့တရားစွဲဆိုခံရမှုတွေနဲ့စိတ်ဖိစီးမှုတွေဟာအကြီးမားဆုံးအဟန့်အတားဖြစ်ခဲ့ပါတယ်။ဒီပြဿနာတွေကြောင့်ရော့ထန်ဟာလေ့ကျင့်ရေးကောင်းကောင်းမဆင်းနိုင်ခဲ့သလိုစိတ်ပိုင်းဆိုင်ရာမှာလည်းဖိအားတွေများနေခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်လည်းအရင်ပွဲတွေကလောက်တွက်လက်မှုမရှိတော့ဘဲတာခဲယူရဲ့ပြင်းထန်တဲ့လက်သီးချက်တွေကိုမရှောင်နိုင်ခဲ့တာပါ။ဒါဟာရော့ထန်ရဲ့ကစားသမားဘဝတစ်လျှောက်ပထမဦးဆုံးအကြိမ်အလဲထိုးခံရတဲ့မှတ်တမ်းဆိုးတစ်ခုဖြစ်သွားခဲ့ပါတယ်။တာခဲယူအနေနဲ့ဒီနိုင်ပွဲအပြီးမှာအနားယူသွားဖို့ရှိနေပေမဲ့ရော့ထန်ကတော့ဒီရှုံးနိမ့်မှုကနေသင်ခန်းစာယူပြီးနောက်ပွဲတွေမှာပြန်လည်အောင်မြင်လာဦးမှာဖြစ်ပါတယ်။ပရိသတ်တို့ရော့ထန်ရဲ့ရှုံးပွဲကိုလုပ်ပွဲလို့မြင်လားအမြင်လေးတွေဆွေးနွေးသွားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်။